ကျွန်တော်အလူခံစားရတယ်လို့ပေါ့နော်အလူခံတဲ့ post တစ်ခုလောက်တွေ့ရင်ကျွန်တော်ပြပါပေါ့နော်ဒီမှာကြည့်ကျွန်တော်အပြောနဲ့အလုံးနဲ့ဒီလိုမိုးကာတွေပေါ့နော်ဒီလိုမိုးကာတွေကျွန်တော်တို့ရှီလန်းရောက်နေတဲ့တက်မတော်သားတွေကဒီမူဆယ်မန္တလေးလမ်းမကြီးပြန်ပွင့်သွားရင်ကျွန်တော်တို့ကရွာတွေမှာနေလို့မရတော့ဘူးဒီလမ်းကြောင်းကိုလုံခြုံရေးယူပေးထားတဲ့ကျွန်တော်တို့တက်မတော်သားတွေကတိုးရဲဝင်ရတော့မယ်တိုင်းပြည်တာဝန်အတွက်ပေါ့ဗျာနိုင်ငံရဲ့လူမျိုးတွေအဲ့တော့ဒီလိုမိုးကာတာ10ဘီပတ်လေပေါ့နော်10ဘီပတ်လေဒီမှာမိုးကာဒါမျိုးလေးတို့တဲဆောက်ပြီးတော့နေရဖို့ရယ်ပေါ့နော်ကျွန်တော်ဒါကိုဟာနဲ့ကိုနော်လူတဲ့လူတွေရတယ်သူတို့စေနာရှိလို့လူတယ်ဒါဆိုလို့ရှိရင်ဒါခင်းပြီးတော့အိတ်လို့ရအောင်ဒါခင်းပြီးအိတ်လို့ရတယ်ဒီနော်ဇီးနဲ့နော်ဒါဇီးနဲ့ဒီတိုင်းပဲလူမျိုးအဲ့လိုမျိုးမိုးပါရောနော်ဒါလူမှာပေါ့နော်ဒါရှင်းရတော့တက်မလို့သားတွေတို့သူတို့အခက်အခဲဖြစ်နေဒီဟိုမှာအချိုရည်တွေဒါဆက်လိုက်တွေပေါ့နော်ဆက်လိုက်ကနောက်တဲ့နှစ်ဖာတော့နောက်တဲ့ဒီမှာဒီလိုဟာတွေဆက်လိုက်တွေဟိုဟာနောက်တဲ့12000အလိတ်12000ကြောင်းအောင်မယ်နော်ဟိုနိုင်ငံတဲ့လူမျိုးတို့ကိုချစ်တဲ့တက်မလို့သားတွေရောနော်ပြည်သူလူထုတွေကိုအေးချမ်းစွာနေထိုင်စေခြင်းနဲ့စိတ်နဲ့နော်ကိုယ်နိုင်ငံကိုယ်လူမျိုးမှာသစ္စာရှိတဲ့အဖွဲ့အစည်းဆိုတာတက်မတော်တို့ရဲတပ်ဖွဲ့ဝင်တို့ပြည်သူစစ်တို့ပေါ့နော်လုပ်နေတဲ့အချိန်မှာကျွန်တော်တိုက်ခိုက်လာခဲ့တဲ့လူတွေကဘယ်သီးတွေဖြစ်မှာနော်အဲ့တော့ကျွန်တော်ကစကားတွေအများကြီးမပြောချင်ဘူးအလုံးနဲ့ပဲတက်တည်ပြမယ်နော်ဘာလို့လဲဆိုတော့ဒါတွေလိုအပ်တယ်နော်ကျွန်တော်လိုလူမျိုးတွေအများကြီးပေါ်ထွက်စေချင်တယ်ဘာလို့လဲဆိုတော့နိုင်ငံရဲ့လူမျိုးနဲ့ဒီတိုင်းပြည်ကိုကျွန်တော်တို့ကအေဂျင့်စီချင်တာကြီးနော်ဒီကျွန်တော်တို့ကဟိုအသက်တွေနဲ့ရင်းပြီးလုပ်ရတဲ့အလုပ်တွေမှာတချို့သောလူတွေရဲ့နော်ဟိုမနာလိုမုန်းကားတဲ့စိတ်တွေကိုယ်တိုင်လည်းမလုပ်နိုင်ဘူးသူများလုပ်တာကိုလေအဲ့လိုမျိုးရှောက်ပြောကြတာပေါ့နော်ဒီမှာအများကြီးပဲအမူပါလေကဲအဲ့လိုလုံနိုင်တဲ့လူတွေကိုလုံစေချင်တာပေါ့ဗျာလုံတော့ကိုယ်တက်မလို့သားတွေအတွက်အထောက်အပံ့ဖြစ်တာပေါ့အကူအညီဖြစ်တာပေါ့အားတရဖြစ်တာပေါ့နော်အဲ့တော့ကြတော့ကျွန်တော်စိတ်ကူနေကြရင်လည်းစိတ်မကူနေတာရှေ့တန်းကိုသွားလူမှာဖြစ်တယ်ပေါ့နော်ဒါမိုးကားတွေဒါကျွန်တော်ဘယ်လောက်လဲဆိုတော့မပြောတော့ပါဘူးမိုးကားတွေကဒီဥစ္စာစေဘီပတ်လေဆိုတော့တိုးထဲမှာအဲ့ဒါတဲဆောက်ဖို့နေဖို့အိတ်ဖို့မိုး